ဂျပန်ဘောလုံးအသင်းရဲ့လူဖြူအာရှသားတွေကြားထဲမှာအာဖရိကသားမျက်နှာပေါက်နဲ့လူမဲတယောက်ကိုသတိထားမိမယ်လို့ထင်ပါတယ်။သူ့ရဲ့နာမည်အပြည့်စုံကတော့ဇိုင်ယွန်ဆူဇူကီပဲဖြစ်ပါတယ်။သူ့ကို2002ခုနှစ်ဩဂုတ်လ21ရက်မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့အသက်ခါဆိုရင်အခုချိန်မှာ23နှစ်ပဲရှိပါသေးတယ်။သူ့ရဲ့ဖခင်ကအမေရိကန်နိုင်ငံသားဂါနာလူမျိုးတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့မိခင်ကတော့ဂျပန်နိုင်ငံသူတစ်ယောက်ဖြစ်ပြီးတော့သူကတော့ဂျပန်နိုင်ငံသားအဖြစ်ခံယူခဲ့ပါတယ်။အသက်16နှစ်မှာ professional ကစားသမားဘဝကိုစတင်ရောက်ရှိလာပြီးတော့ကလပ်သင်းရဲ့တမိုင်းတစ်လျှောက်မှာလည်းအသက်ငယ်ဆုံး professional ကစားသမားတစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။2024ခုနှစ်မှာနာမည်ကြီးကလပ်တစ်ခုဖြစ်တဲ့အီတလီ Serie A ရဲ့ပါမာအသင်းမှာပထမဆုံးပွဲဥထွက်ကစားခွင့်ရရှိခဲ့ပြီးတော့ဂျပန်ဂိုးသမားတွေထဲမှာဥရောပမှာပွဲထွက်ခွင့်ရရှိခဲ့တဲ့ပထမဦးဆုံးကစားသမားအဖြစ်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။ဆူဇူကီကအသက်23နှစ်ပဲရှိသေးပြီးတော့အလားအလာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့နောက်နှစ်တွေမှာပရီးမီးယားလိမှာမြင်ရနိုင်ချေရှိတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။